ကဲမလေးတရားနှလုံးသွင်းကြနော်ဒါကဘုန်းကြီးပြောတာလေနာကြပါဗျာညာကဘယ်နေရာပြောနေတယ်ဆိုတာလေးကိုညာကဥတည်ပြီးကာလနေတော့ညာနဲ့ခန္ဓာကိုယ်အိဋ္ဌချက်နဲ့တွေ့သွားလို့ရှိရင်ဖြင့်တဲ့ဓမ္မတို့ပါရမီတွေကလည်းပြည့်စုံပြီးသားမှုဒီနေရာဒီဌာနရောက်လာတော့ကျွေးလို့ရအလွယ်လေးနဲ့ဖြစ်နိုင်တယ်ဆိုတော့ဇာတကကျွေးမှတ်ထားတယ်ပါရမီတွေဘာတွေဘာမှစဉ်းစားပြီးကြလားမနေဘဲနဲ့ပြည့်စုံပြီးသားဆိုတာကိုလေသေသေးချာချာကိုယ်တိုင်သုံးဖြတ်ချက်ချထားပါရှင်နန္ဒာဘုရားခင်ကိုရမကြီးပြိဋိဘံသံမယ်ဆိုတော့သူအမှန်တန်ချုံးပိတ်ချပြီးငိုတဲ့အချိန်မှာမင်းပြီးပြီးသားအကြောင်းရှိပါတယ်ကွာလို့ဟောတာပြီးပြီးသားအကြောင်းရှိပါတယ်ဆိုတော့သူနဲ့တွေ့ရတဲ့ပြီးပြီးသားအကြောင်းသုသာကနာနဲ့တွေ့ရင်မင်းမငိုနဲ့ကွာဆိုတော့ပြီးပြီးသားအကြောင်းရှိလို့မင်းငိုစရာအကြောင်းမလိုပါဘူးကွာဆိုတာဘုရားခင်ကိုရမကြီးပြောထားခဲ့တော့နောက်ကြည်စမ်းပါလားပြိဋိဘံဇာမင်းနောက်ခွန်းနဲ့လေတော့သူဒီတရားဓမ္မတို့ပြီးပြီးသားအကြောင်းရှိတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးဒီကံကကြိုးစားလိုက်တာစဉ္ညာနဲ့ဒီပဲဖြစ်တဲ့ဒီကြိုးစားလိုက်တာဝိလင်္ဂန်နေတောင်မှဝရိယလွန်နေလို့ဥမာလည်းမရဘူးဝရိယလွန်နေပြန်လဲတရားဓမ္မတို့မရဘူးအဲ့တော့ဘုရားဝရိယနဲ့သမာဓိကမမျှပဲနဲ့သမာဓိကနောက်ကျဝရိယကရှေ့သွားနေပြန်တော့လေအမောသာဆိုင်၍နိဗ္ဗာန်ကြီးကရှင်းရှင်းလင်းလင်းမမြင်လားဒါနဲ့သူစိတ်ကတော့မလျှော့ပါဘူးဘုရားခင်ကိုရမကြီးကငါပြည်ပြီးသားအကြောင်းရှိတယ်လို့ဟောထားတာဝိရရမှာပဲဆိုပြီးဒီကလာသူတွေကြိုးစားလိုက်ပါတယ်ကြိုးစားလိုက်တော့ဝရိယတွေကျင်းထန်နေပြန်တာနဲ့တကယ်တည်းဝရိယနဲ့သမာဓိကမညီပြန်မညီပြန်တော့လေသံဃာရင်စဉ္ညာအတွင်းမှာဒုက္ခချုပ်တဲ့နိဗ္ဗာန်မမြင်ရှားတကယ်ကျဘာလွန်းနေအဲ့ဒါကြောင့်ဘုန်းကြီးဓမ္မတွေရဲ့လူကျန်ပါကြည့်တဲ့ဝရိယလွန်းနေတယ်မရဘူးမှန်ပါဘူးလူကျန်ပါကြည့်လို့ဝရိယလွန်းဒါဖြင့်ဝရိယနဲ့သမာဓိခန္ဓာကိုယ်ဖြစ်တဲ့အနိစ္စရှိတဲ့စီကိုသူမလွန်ငါမသာရအောင်ဒါကတည်းတွဲလွတ်ပါရိပ်မိအဲ့ဒီလိုဆိုလို့ရှင်ဝရိယကလည်းမလွန်စီနဲ့သမာဓိကလည်းမလွန်စီနဲ့သူတို့ကတွဲတော့တွဲဘက်မှာတခုခုလွန်နေတော့ဝရိယလွန်တော့စိတ်ကရမှမဟုတ်ပါဘူးဆိုတော့ဥဒိစ္စပဲပြေးတယ်သမာဓိလွန်မြန်တော့လေသိဏမိတ်တာဆိုတဲ့နိုင်ကြီးတဲ့ပဲပြေးတယ်ဒါကြောင့်ဘုရားတစ်ခုညီးနေအောင်ထားပြီးဓမ္မတွေကသာသနာ့တော်သားဖြစ်နေရမယ်မညီလို့မရတာပဲဆိုညှိပေးဒါကြောင့်ဘုပြောတဲ့ချက်တွေကရေးကြည့်တယ်နော်ဘာဖြစ်လို့လဲဆိုတော့လိုချင်လို့လုတ်ပြန်ပါတော့လဲလွန်တာကျွန်းတာရှိနေရင်လည်းဆရာကညှိမပေးလို့ရှိရင်တခါကျွဲတဲ့နီးမမှန်လို့မရတာလည်းရှိသေးတယ်အဲ့တော့အာလုံးတရားနာလာကြတယ်ဓမ္မတွေအားထုတ်ကြပါအားထုတ်တဲ့ကဝရိယလည်းမလွန်စီနဲ့သမာဓိလည်းမလွန်စီနဲ့သမာဓိလွန်ရင်နိုင်ကြီးတဲ့ပဲသွားပါတယ်ဝရိယလွန်ရင်ဥဒိစ္စပဲဒါပြန်ဥဒိစ္စပဲသွားပြန်လည်းမရဘူးနိုင်ကြီးတဲ့ပဲသွားပြန်ရင်မရတော့သူတို့နှစ်ခုကတစ်ခုခုလွန်ရင်စောင်းတာဒါကြောင့်မာရဏတို့လူကဝရိယနဲ့သမာဓိကိုညီးမြောင်နွားနှကောင်ကျိုးစုံကံပြီးမောင်းတယ်တခါတည်းဖြစ်တဲ့ရှိတဲ့ဘက်ကိုဇုံသူမကနာမကလွှတ်ရမယ်ဒါကြွရိပ်ပြီဝရိယနဲ့သမာဓိသူမကနာမကဖြစ်တဲ့ရှိတဲ့ရှိလွှတ်ပြပါရိပ်ပြီအဲ့ဒါသာသနာ့တော်သားဖြစ်ပေမဲ့လည်းအညစ်လေးလိုနေပြန်တဲ့အချိန်ကြာတတ်ဘုရားဆရာဘုန်းကြီးကအာရဂိမလည်းအာရဂတဲ့အားလုံးဓမ္မတို့ဝရိယနဲ့သမာဓိညီးနေအောင်ခန္ဓာဖြစ်ဖြစ်ရှိတဲ့ဒီလွတ်ပါဟောတော့ခမည်းတော်ရှိတဲ့မဲ့ခင်၅ပါးထဲမှာဝရိယနဲ့သမာဓိကပါပြီးသားဖြစ်နောက်တစ်ခါညီညွတ်ဖို့ရကသရာဆိုတဲ့
တရားတရားရှိလို့ဒီလို့လို့ပညာနဲ့သရဏပညာနဲ့ကိုလေဒါကြရုံမှတင်တို့ကညီးမြောင်တော့သရဏပညာကိုလေဖြစ်ဖြစ်ရှိတဲ့ရှိကိုနော်သရပညာဘာလို့อ่ะညီအောင်လုပ်လိုက်လို့ရှင်းဖြင့်သရလုံးပြန်တော့လေဓမ္မတို့သရလုံးတဲ့အခါကျလို့ရှိပြန်တော့ရှင်းဖြင့်တဲ့ဘယ်ဘက်ကိုသွားရတယ်ဆိုတာဓမ္မတို့ဆိုရတယ်သနာပဲပြီးတော့ဘယ်အချင်းညိုရတယ်ချင်းညိုရတယ်ဆိုပြီးခင်တဲ့ဘက်ပြီးဒါလည်းမကောင်းဘူးပညာလုံးပြန်တော့လေတွေးဆပညာကဆက်မြက်ပြန်တော့လေကောက်ပြစ်တဲ့ပဲပြီးသဘောကျဒါဖြင့်သရဏပညာကိုလည်းသရကလည်းယုံကြည်ကြည်ရရမယ်ဆိုတာယုံကြည်ထားပညာကလည်းစိုက်ခင်နဲ့ဖြစ်ပြနဲ့ကြိုက်အောင်လုပ်ပါအဲ့တော့သရဏပညာညီပြန်လို့ရှိရင်လည်းတခါကျွဲဥမာတင်တို့ရရဒါဖြင့်ဝရိယနဲ့သမာဓိကိုလည်းညီညွတ်လုပ်ပါသရဏပညာကိုလည်းဘယ်လိုလွှတ်ရမှာပါတခါတည်းနေရာကြဖြစ်ဖြစ်ရှိတဲ့ရှိကုန်ဥမာတင်ဒီလေးခုဇုံလွှတ်ရဇုံလို့လိုက်တဲ့အခါကျလို့ရှင်သရမလွန်တော့လေတဏှာဝင်ဖို့မရဘူးပညာမလွန်တော့လေကောက်จิตတယ်ကောက်จิตစင်လေတဲ့သဘောတရားဝင်ဖို့မရအဲ့ဒါကြောင့်သရပညာဝရိယသမာဓိကိုဖြင့်ဣန္ဒြေညီအောင်လုပ်ဒါပါပဲအဲ့တော့ပါဠိပြည့်စုံပြီးသားမှလည်းကြည့်တွေ့မဲ့ဆရာသမားကင်းပြန်လို့ရှိရင်လည်းတကယ်သိချိန်နှောင်းกว่าအားလုံးဓမ္မတွေဒီနေ့ပြောတဲ့စကားအလုတ်သမားမှာတခါတည်းခရီးပေါက်ကိုပြောနေတယ်လို့မှတ်ရအလုတ်သမားမှာအဲ့တော့ဒါခရီးမှာကံဖြစ်တတ်တာတွေတကယ်ကျပေါ်ပြနိဗ္ဗာန်သွားတဲ့ခရီးမှာသူတို့မဖြောင်းလို့မဲ့ကလမ်းပေါ်မရောက်ဖဲနေပါဆိုလို့ပြောနေတယ်ဘောပါကြတတိကတော့ဖြင့်တဲ့ဒကာဓမ္မတို့သေချာမှတ်ပါတတိကတော့ဖြင့်သူကဘယ်တော့မှလွန်တယ်မရှိဘူးတတိကလိုရာသာရှိတယ်တခြားသောတရားများကဲလို့လွန်တယ်လို့မရှိပါဘူးအဲ့တော့တတိတော့ဖြင့်ကြောင့်မှလည်းတို့ကမလစ်စီနဲ့မလစ်စီနဲ့ဆိုတော့ဖြစ်ပြပေါ်တိုင်းတော်တိုင်းတတိခံသရဏပညာလည်းညီအောင်လုပ်မယ်ဝရိယနဲ့သမာဓိရောဒါဖြင့်ဒီ၅ခုဆိုလို့ရှိရင်မဂ္ဂင်၅ပါးညီညွတ်သွားလို့ရှိရင်ကွာတဲ့မင်းတို့ဣန္ဒြေညီတဲ့တွေ့တဲ့ဘယ်နည်းနဲ့မှမရမရှိပါဘူးဆိုတော့ဒကာသိသိအားရှိကြကောင်းဒကာကြွဒီသိညရမှာသရဏပညာဘာလို့อ่ะဝရိယနဲ့သမာဓိတတိဘယ်တော့မှမလေးရရှင်းတယ်အဲ့ဒီကဲတော့ဘုန်းကြီးတို့ဓမ္မတွေကငါပါရမီမရှိလို့မဟုတ်ဘူးပါရမီကတော့ဆရာဘုန်းကြီးတရားဟောတာကပြောခဲ့ပြီပြည့်ပြီးသားပုဂ္ဂိုလ်တွေဘယ်နဲ့ကြောင့်ဖြစ်တဲ့ဆုံးတဲ့နိဗ္ဗာန်ကြီးကိုငါမမြင်သေးပါလေမလို့တွေးလုံးထုတ်လို့ကျင်ဒီလေးခုတစ်ခုခုလွန်နေပါလိမ့်မယ်ဒီဓမ္မလည်းပြီးပြီးသားအကြောင်းတွေကရှိလို့ဒီသာသနာကြီးနဲ့ဒီလိုဆရာကောင်းသမားကောင်းနဲ့ဒီလိုကျုံလာတာတကယ်သိရဘာမှလိုလေသေးမရှိဘူးဘယ်နဲ့အညိတ်လေးမတည့်သေးလို့ကြာနေကြတယ်ဘောကြဘာလည်းမတည့်ညှိနှိုင်းမှုလေးတစ်ခုလိုနေသေးလို့ငါဘာဖြစ်ပါလိမ့်မလို့ဆိုတာကိုယနေ့ပေါ်ပြောတာပဲငါဘာဖြစ်နေလဲဘာလိမ့်မလို့ရက်တွေကြားလိုက်တာဘယ်နဲ့များဖြစ်နေပါလိမ့်မလို့တခါကျော်ကသိဖြစ်ခြင်းပြစ်တတ်မနိဒတ်သေးလို့ဖြစ်ပါတယ်ရှင်း